တို့နေထိုင်ရာကဘာမြေကြီးရဲ့အမခန်းလှပတဲ့ထူးခြားစံပြမှုတွေကိုတင်တခါလောက်ဖြစ်ငင်းမောကြည့်ဖို့ပါသလားဒီနေ့မှာတော့ကဘာအကြီးကျယ်ဆုံးတဘာဝအံဖွေ30ခုစီကိုအတူတူခရီးထွက်ကြည့်ကြမှာပါဒီနေရာတွေဟာတာမန်နေရာတွေမဟုတ်ပါဘူးတဘာဝတရားရဲ့အစွမ်းသက်တည်နဲ့အလှတရားတွေကိုအပြည့်အဝဖော်ဆောင်နေတဲ့ရင်းသက်ရှုမောပွေရာထူးခြားတဲ့နေရာတွေပဲဖြစ်ပါတယ်မြင့်မားတဲ့တောင်တန်းကြီးတွေကနေတပ်ဝင်လှူရှားနေတဲ့တန်တာကြောက်တန်းတွေအထိနဲ့ဆိုင်တဲ့ဂူကြီးတွေကနေကျယ်ပြောလာတဲ့တဲကန်တာယာတွေအထိဒီအန်ဖွေနေရာတိုင်းမှာကိုပိုင်ပုံမြင်တွေရှိနေကြပါတယ်ကဲအခုပဲခါဖတ်ထားလိုက်ကြပါအောင်ကဘာတလွားကအန်ဖွေခရီးစဉ်ကိုအတူတူစတင်လိုက်ရအောင်ဗျာဗီဒီယိုမစခင် channel ကို like and subscribe နှိပ်ပေးထားပါအောင်အချိန်မဆွဲပဲစလိုက်ရအောင်ကျွန်တော်တို့ရဲ့ပထမဆုံးခရီးစဉ်ကိုတော့ Australia နိုင်ငံရဲ့ကြီးလင်းပြလွင်တဲ့ပင်လယ်ပြင်က Great Barrier Reef တန်တာကျောက်တန်းကြီးကနေစတင်ပါမယ်မိုင်ပေါင်း1000ကျော်ရှိလျားတဲ့ဒီရေအောက်ကဘာကြီးဟာသက်ဟိပေါင်းစုံမီတင်းတိတ်ထိုင်ရာဂေဟစနစ်ကြီးတစ်ခုပါအယောင်သွေးစုံလင်းတဲ့တန်တာကျောက်တန်းဒီဟာရေအောက်ဥယျာဉ်ကြီးတစ်ခုလိုပွင့်လန်းနေပြီးရေနေတတ္တဝါပေါင်းများစွာအတွက်အင်ဂေဟာသက်စေပါတယ်ဒီကျောက်တန်းကြီးဟာအလှအပတွေမကပဲမုန်တိုင်းနဲ့လိုင်းတဘိုးတန်အနေကာကွယ်ပေးတဲ့တဘာဝတတိုင်းကြီးအဖြစ်ကမ္ဘာကျန်းမာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတာပါဒါဟာရေအောက်ကဘာရဲ့တကယ်ကိုအံ့မခန်းအသက်ရှူရစရာမြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်ဆက်လက်ပြီးတောင်အမေရိကတိုက်ရဲ့အသေးနှလုံးဖြစ်တဲ့အမေဇုံမိုးတစ်တော်ကြီးစီကိုတွားကြပါမယ်စတူရန်မိုင်ညစ်တန်းကျော်ကျေဝမ်းတဲ့ဒီတောကြီးဟာတဘာဝတရားရဲ့ခံညားထဲဝါမှုကိုပြနေတာပါထူးခြားတဲ့တောရိုင်းတိရစ္ဆာန်ဒီနဲ့အပင်မျိုးစိပေါင်းများစွာတည်ရှိရာဇီဝမျိုးစုံမျိုးကွဲနေတဲ့ယတနာတိုက်ကြီးလည်းဖြစ်ပါတယ်ကမ္ဘာအစုပ်လို့တင်စားကြတဲ့အတိုင်းအမေဇုံဟာကမ္ဘာအောက်ဆီဂျင်နဲ့ကာဗွန်တန်တရားဖြစ်စဉ်ကိုထိန်းညှိပေးရမှာအဓိကကျပါတယ်သိငယ်တဲ့အင်းဆက်လေးတွေယာနီမြင့်မားတဲ့တစ်ပင်ကြီးတွေအထိအရာအလုံးဟာခိုင်မာတဲ့ဂေဟစနစ်ကြီးတစ်ခုအတွက်အပြန်အလှန်အထောက်ကိုပြုနေကြတာပါအမေဇုံဟာကမ္ဘာမြေရဲ့တပ်ဝင်လှုပ်ရှားမှုနဲ့ရှင်သန်မှုကိုတက်တည်ပြနေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်အခုဆိုရင်မြောက်အမေရိကတိုက်ကခံရလာတဲ့ Grand Canyon 6ကြီးစီရောက်ရှိလာပါပြီကိုလိုရာဒိုမြစ်ရဲ့တိုက်စားမှုကြောင့်ဖြစ်ပေါ်လာတဲ့ဒီ6ကြီးဟာ289မိုင်ကျော်ရှည်လျားပါတယ်အလွာလိုက်ဖွနေတဲ့ကြောက်တောင်နီကြီးတွေဟာလွန်နေတဲ့နှစ်ပေါင်း2ဘီလီယံနီးပါးကကမ္ဘာဘူမိဗေဒသမိုင်းကြောင်းကိုပြန်ပြောပြနေတယ်လို့ပါပဲဒီနေရာဟာကြီးမားတဲ့အရွယ်စားကြောင့်တင်နမိတ်ကြီးကမဟုတ်ပါဘူးနှစ်ပေါင်းတန်းကြည့်ကြအောင်တဘာဝတရားကဖန်တီးခဲ့တဲ့တိုက်စားမှုစွမ်းအားကိုဖော်ပြနေတဲ့တိတ်ဆိတ်တဲ့သမိုင်းဖြိုးသူတဦးလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နောက်ထပ်ခီးစဉ်ကတော့အာဖရိကတိုက်ကဒဝေါင်ဝေါင်မီဟီနီနဲ့ဗစ်တိုးရီယာရေတခွန် Victoria Falls ပဲဖြစ်ပါတယ်အမြင့်မီတာ100ကျော်နဲ့အနံကီလိုမီတာနီးပါးရှိတဲ့ဒီရေတခွန်ဟာကြည့်ရသူကိုမိန်မောသွားစေလောက်ပါတယ်မိနစ်တိုင်းမှာရေကုဗမီတာတန်ပေါင်းများစွာဟာ6ထဲကိုစီးဆင်းသွားပြီးဖြစ်ပေါ်လာတဲ့ရေမုန်ရေမွားတွေကိုမိုင်ပေါင်းများစွာအကွာကနေတောင်မြင်တွေ့နိုင်ပါတယ်အာဖရိကယဉ်ကျေးမှုမှာတော့ဒီနေရာကိုမြင့်မြတ်တဲ့နေရာအဖြစ်သတ်မှတ်ထားကြပြီးတဘာဝတရားရဲ့ကြမ်းတမ်းခိုင်မာတဲ့စွမ်းအားကိုပြသနေတဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်မြောက်ဘက်အာတစ်စဝိုင်းစီကိုသွားသည်နတ်သမီးကအလှလိုတင်စားရတဲ့မြောက်ဘက်အလင်းတန်း Northern Lights တွေကိုကြည့်ရှုကြရအောင်ပါAurora Borealis လို့လည်းခေါ်တဲ့ဒီထူးခြားတဲ့ချစ်စင်ဟာနေကလာတဲ့အမွန်အမွားအနေနဲ့ကမ္ဘာတန်လိုက်စကွင်းတို့ထိတဲ့ရာကနေဖြစ်ပေါ်လာတာပါဒီချစ်စင်ကြောင့်အာတိတ်ကောင်းကင်ယံမှာအစိမ်းရောင်ပန်းရောင်နဲ့ခရမ်းရောင်အလင်းတန်းတွေကခုန်နေကြတာဖြစ်ပါတယ်ဒီအလှတရားကိုခန်းစားဖို့အကောင်းဆုံးအချိန်ကတော့ရှည်လျားတဲ့ဆောင်းရာသီညချမ်းတွေမှာဖြစ်ပြီးနော်ဝေးဖင်လန်နဲ့ကနေဒါနိုင်ငံတွေကကြည့်ရှုဖို့အကောင်းဆုံးနေရာတွေပဲဖြစ်ပါတယ်အခုတော့ကမ္ဘာအမိုးလို့ခေါ်တဲ့ Everest တောင် Mount Everest စီကိုရောက်ရှိလာပါပြီ။အမြင့်ပေ2931ပေရှိပြီးကမ္ဘာအမြင့်ဆုံးတောင်တိတ်ဖြစ်ပါတယ်။ကျန်းတဲ့အခြေအနေတွေနဲ့ခံမရခဲ့တဲ့ရာသီဥတုကြောင့်ကျွမ်းကျင်တောင်တက်သမားတွေအတွက်တောင်စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေတာပါ။ဒါပေမဲ့လည်းစွန့်စားလို့သူတွေနဲ့အိမ်မက်မသူတွေအတွက်တော့အမြဲတမ်းဆွဲဆောင်မှုရှိနေသေးပါ။Everest တောင်ဟာတောင်တက်သမိုင်းရဲ့အထိမ်းအမှတ်တစ်ခုဖြစ်တယ်လို့လူသားတွေရဲ့ဇွဲလုံလာနဲ့ရီမန်းချက်ကိုဖော်ပြနေတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။ဆက်လက်ပြီးစတူရန်မိုင်3တန်းခွဲကျော်ကျဲဝင်းနဲ့ဆဟာရာတဲကန်ဒါရာကြီးတဲ့ကိုဝင်ရောက်ကြည့်ကြရအောင်။ဒါဟာကမ္ဘာအကြီးဆုံးပူပြင်းတဲ့တဲကန်ဒါရာကြီးပါ။အပူချိန်120ဒီဂရီဖာရင်ဟိုက်အထိရှိတတ်တဲ့အလွန်အမြင့်ပြင်းထန်တဲ့အခြေအနေတွေကြောင့်လူသိများပါတယ်။ဒီလိုကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာတော့ဒီအပူရန်နဲ့တဲကန်ဒါရာထဲမှာရှင်ထန်နိုင်အောင်ထူးခြားစွာလိုက်လျော်ညီထွေချစ်နေတောင်ရိုင်းတရစ်ဆန်တွေနဲ့အပင်တွေကိုတွေ့နိုင်ပါသေးတယ်။
ဆဟာရာဟာတဲပလင်တွေနဲ့တိတ်ဆိတ်မှုတွေကြားကလှပတဲ့မြေကဘာတစ်ခုဖြစ်ပါတယ်အခုတော့ကမ္ဘာတခြားဘယ်နေရာမှမရှိတဲ့ထူးခြားတဲ့တောရိုင်း direction တွေနေထိုင်ရာ Galapagos ကျွန်းစုတွေစီကိုရောက်ရှိလာပါပြီ။19ရာစုမှာ Charles Darwin ရဲ့ Syncretism theory ကိုပုံဖော်ပေးခဲ့တာဒီကျွန်းပေါ်ကတထဝါလေးတွေပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ဒီကျွန်းစုတွေဟာဇီဝမျိုးစုံမျိုးကွဲတွေကိုထိမ့်သိမ်းဆောင်ရှောက်ရာအဓိကနေရာတစ်ခုဖြစ်နေပါပြီ။လက်ကြီးတွေကနေခြေပြားနှစ်လေးတွေအထိဒီကျွန်းပေါ်ကအရာအလုံးဟာ Syncretism နဲ့ဇီဝမျိုးစုံမျိုးကွဲတွေရဲ့သက်ရှိပြတိုက်ကြီးတစ်ခုလိုတန်ဖိုးရှိနေရပါကျမတို့ရဲ့နောက်ဆုံးမတိုင်ခင်နေရာလေးကတော့လျှို့ဝှက်ဆန်းပြတဲ့ပင်လယ်သီး Dead Sea ပဲဖြစ်ပါတယ်။စားပါဝင်မှုနှုန်းအလိုမြင့်မားတာကြောင့်လူတွေဟာရေပေါ်မှာအားစိုက်စရာမလိုပဲအလိုအလျောက်ပေါ်နေနိုင်တာပါ။ပင်လယ်သီးဟာစားတွေကြောင့်လည်းမဟုတ်ပဲကျန်းမာရေးအတွက်ကောင်းမွန်တဲ့ရွှံ့ညွန့်တွေကြောင့်လည်းရှေးရခင်ကတည်းကနာမည်ကြီးခဲ့တာပါ။ဒါဟာတဘာဝရဲ့နိယာမတွေကိုစန့်ကျင်နေတယ်လို့ထင်ရတဲ့ထူးခြားတဲ့ရေကန်ကြီးတစ်ခုပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့နံပါတ်1အံ့ဖွယ်နေရာဖြစ်တဲ့ Belize နိုင်ငံက Great Blue Hole စီကိုရောက်ရှိလာပါပြီ။ရေအောက်ကအေယာမကျင်းကြည့်ဖြစ်ပြီးအနက်4လကျော်နဲ့အချင်း1000နီးပါးရှိပါတယ်။ရေငုပ်သမားတွေအတွက်တော့နက်ပုံနက်နန်တစ်ခုလိုပါပဲ။ဒီနေရာရဲ့နက်ရှိုင်းမှုနဲ့ထူးခြားတဲ့ဘူမိဗေဒဖြစ်တည်မှုတွေဟာကမ္ဘာတဝန်းကစွန့်စားရှာဖွေသူတွေကိုဆွဲဆောင်နေစေဖြစ်တဲ့လျှို့ဝှက်ဆန်းပြတဲ့နေရာတစ်ခုပါ။ကျွန်တော်တို့ရဲ့ကဘာမြေမှာဒီလိုအံ့မကန်းစရာတဘာဝအံ့ဖွယ်တွေအများကြီးရှိနေပါတယ်။ဒီနေရာတိုင်းဟာကဘာမြေရဲ့သမိုင်းကြောင်းနဲ့တဘာဝတရားရဲ့စွမ်းအားတွေကိုတတ်သိပြနေတာပါ။ဒီခရီးစဉ်မှာအတူတူလိုက်ပါခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်လာနောက်သားတွေလက်ထက်အထိဒီအံ့ဖွယ်တွေကိုဆက်လက်ထိန်းသိမ်းဖို့ကျွန်တော်တို့အားလုံးမှာတာဝန်ရှိတယ်ဆိုတာမမိပါနဲ့အောင်ခင်ဗျာ။